ထွက်လာတဲ့နေ့အမေကဘာမှမပြောခဲ့ဘူးထမင်းဝိုင်းလေးမှာပဲတိတ်တိတ်လေးထိုင်နေခဲ့တယ်ကိုကျူဆိုင်နော်ဆိုတဲ့စကားခွန်တဲ့အမေပြောခြင်းတဲ့စကားတွေအများကြီးပါနေခဲ့တယ်ဒီမှာတော့စင်ပြေပါတယ်ဖုန်းထဲမှာမြဲပြောတယ်ကြမ်းကြတော့လူပြောဖြစ်တယ်ရာတွေများတယ်နေမကောင်းတဲ့ညတွေမှာရေတစ်ခွက်ချူရင်အမေရှိရင်ဘလောက်ကောင်းမလဲတွေးမိတဲ့ခါရှိတယ်အဝေးမှာနေလာချလာပြီဒါပေမဲ့ဘလုံးဘူးတော့မဟုတ်ဘူးအိတ်ခဲမိပေးလိုက်တဲ့ခါအိမ်ကိုသတိရတယ်လူကြီးနှစ်ယောက်ဖြစ်လာမင်းပဲအမေသာပဲဖြစ်နေတော့ပြန်ပါနေလေးတွေရှိရတိုင်းအမေတဲ့ကိုချာချင်ပဲတင်ချင်ရောက်ရင်အိမ်ကိုလွမ်းဘိုးရွာရင်လည်းအိမ်ကိုလွမ်းဟင်းနဲ့ခုရလိုက်ရင်တောင်းအိမ်ကိုပဲတတိရတယ်ဘဝဆိုတာကြည့်ယူရင်ဒီမေဘီတနေ့ခဲလာတယ်ဒါပေမဲ့ကမနေကိုတော့မေရာအိဆောင်နေမိတယ်အဝေးမှာနေလာချလာပြီဒါပေမဲ့ဘလုံးဘူးတော့မဟုတ်ဘူးဘယ်မျိုးပါပဲရောက်နေငါနာအိမ်ပဲအိမ်ကနေထွက်လာတဲ့နေ့အမေ